အခုမြင်နေရတဲ့ Santa Claus ကတကယ် original Santa Claus မဟုတ်တချိန်တော့ Santa Claus ရဲ့ပုံကပုံသေးမရှိတခါတလေမှာပိန်ပိန်လေးတခါတလေမှာနည်းနည်းလေးကြောက်စရာကောင်းတဲ့ပုံတွေရှိတယ်တခါတလေမှာအစိမ်းအောင် costume တွေဝတ်တယ်တခါတလေမှာအပြာရောင် costume တွေဝတ်တယ်ကျွန်တော်1931မှာဒီ Coca-Cola ရဲ့ marketing team ကပြဿနာတစ်ခုသွားတွေ့တယ်အဲ့ဒါဘာလဲဆိုတော့ Christmas ရာသီရောက်တိုင်းဆောင်းရာသီကိုရောက်တဲ့အချိန်တိုင်းသူတို့ရဲ့ Coca-Cola ကရောင်းအားကျဘာလို့လဲဆိုလူတွေကအေးတဲ့အချိန်မှာအေးမတောက်ချင်ကြဘူးဒီတော့သူတို့က Christmas marketing campaign တစ်ခုဖန်တီးလိုက်တယ် Illustrator ကလည်း Santa Claus ကိုဘယ်လိုဆွဲလဲဆိုတော့လုံးဝဒီနှွေးထွေးပြီးတော့ပျော်ရွှင်တတ်တဲ့ပါမှုနီနီနဲ့အရန်ချစ်စရာကောင်းတဲ့အဖိုးတစ်ယောက်ရဲ့ပုံပြီးတော့အဝတ်အစားတွေကလည်းလုံးဝဟိုဒီအနီရောင်နေပြီးတော့အဖြူရောင်နေ Coca-Cola ရဲ့ brand color တွေကိုသုံးပြီးတော့ဆွဲလိုက်တယ်အရန်ကိုပျော်ရွှင်တတ်ပြီးတော့နှွေးနှွေးထွေးထွေးနဲ့ချစ်စရာကောင်းတဲ့ Santa Claus က Coca-Cola ပလင်းလေးတောက်ပြီးတော့ပျော်ရွှင်စွာထိုင်နေတဲ့ပုံကိုကြော်ညာတွေပေါ့လေဒီ magazine တွေ billboard တွေနေရာအနှံ့မှာနှစ်စဉ်ဒီ Christmas တိုင်းကြော်ညာတယ်တဖြည်းဖြည်းနဲ့ဘာဖြစ်လာလဲဆိုတော့ဒီနေ့ခေတ်မှာ Santa Claus ကိုပြောပါဆိုရင်ခုမြင်နေရတဲ့ Santa Claus ရဲ့ပုံကိုမြင်မိလောက်တဲ့အထိကိုလူတွေရဲ့စိတ်ထဲမှာဆွဲသွားတယ် Christmas ကာလတွေလိုမျိုးပျော်စရာကောင်းတဲ့အချိန်တွေမှာ Coca-Cola ကိုတောက်တာကထုံးစံတစ်ခုလိုဖြစ်လာတယ်ကျွန်တော်တို့ရေရှည်တည်တဲ့ brand တစ်ခုတိဆောက်ချင်တယ်ဆိုရင်ဈေးကြီးပဲရောင်းနေလို့မရဘူး culture တစ်ခုကိုလည်းဖန်တီးပေးဖို့လိုသေးတယ်လူတွေကိုအမြဲတွဲပြီးမြင်နိုင်မဲ့ culture မျိုးပေါ့ကျေးဇူးတင်ပါတယ်ဒီနေ့အတွက်10 minutes စာ marketing ဖြစ်ပါတယ်